လက်ရှိဆိုလည်းဖြစ်ပါလေလက်ကောက်ကနေချကြပါလေဟုတ်ကဲ့ပါကျွန်တော်ညီမလေးကအဆိုတော်မဟုတ်တဲ့အတွက်เนาะအမိုင်းဝေးရှိနေတောင်းပန်ပါတယ်